ရန်ကုန်ကနေမန္တလေးကိုစပိန်နဲ့ရောက်အောင်သွားခဲ့တယ်ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်တာပေါ့ရန်ကုန်ကနေမန္တလေးအထိ3ရက်ထဲနဲ့စပိန်စီပီရောက်အောင်ကျွန်တော်တို့သွားနိုင်ခဲ့ပါတယ်ဒီဗီဒီယိုလေးမှာတော့ Day 1အဖြစ်ရန်ကုန်ကနေကျွန်တော်တို့ဘယ်မြို့အထိရောက်ခဲ့တယ်လဲဆိုတာရဲ့လမ်းခီးအခြေအနေအလှပလေးတွေကဘယ်လိုလဲဆိုတာကိုလိုက်ပါကြည့်ရှုခန်းစားပေးကြပါအောင်ခင်ဗျာ Morning မှာကျွန်တော်တို့ Day 1ရဲ့မနက်4နာရီခွဲအချိန်မှာပဲစုရက်ဖြစ်တဲ့တောင်တကုံကနေကျွန်တော်တို့အမှတ်2လမ်းအတိုင်းပဲပေါ့နော်အထုပ်ဘိုးတွေကိုစီနဲ့စတင်ပြီးထွက်ခွာလာခဲ့ပါတယ်အမှတ်2လမ်းကတော့ထုံးစံအတိုင်းပဲပေါ့နော်လမ်းမီတိုင်းအလင်းရောင်ကောင်းကောင်းမရှိတဲ့အတွက်ကျွန်တော်တို့စပိန်မီနဲ့ပဲတေချာလေးကူးဆိုင်ပြီးနင်းလာရင်းနဲ့မှကြာခင်9:45မိနစ်အချိန်မှာပဲကျွန်တော်တို့ဇေယျကွင်းလမ်းဆောင်ကိုရောက်ရှိလာပါပြီကျွန်တော်တို့ဇေယျကွင်းလမ်းဆောင်ကိုရောက်တဲ့အခါမှာတော့ညာဘက်ကို꿰ပြီးတော့ရန်ကုန်ပဲခူးလမ်းမကြီးတိုင်းပဲခူးမြို့ကိုဆက်ပြီးတော့ခြိတက်ခဲ့ပါတယ်ရာသီဥတုကလည်းအေးစိမ့်စိမ့်လေးနဲ့ကားကလည်းအများကြီးမရှိသေးတဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်တို့တကယ်ကိုနင်းလို့ကောင်းခဲ့ပါတယ်ကျွန်တော်တို့နင်းလာခြင်းနဲ့မှမနက်9နာရီဝန်းကျင်မှာပဲပဲခူးမြို့ကိုရောက်ရှိလာခဲ့ပါပြီပဲခူးမြို့ကတော့အာယုံဦးနဲ့အတူလှုပ်လှုပ်ရှားရှားစပြီးတော့အသက်ဝင်လာခဲ့ပါပြီခင်ဗျာကျွန်တော်တို့မနက်စာကိုတော့ပဲခူးထွက်ကလိမှာရှိတဲ့ခိုင်စော်မှာစားပစ်ပါတယ်ပုံမှန်ဆိုရင်စောရောက်ရမှာဖြစ်ပေမဲ့ကျွန်တော်ဘိန်းကယ်ရီယာကနက်တလုံးပြုတ်ထွက်သွားတာကြောင့်အခုလိုမျိုးပေါ့နော်ကေဘယ်တိုက်လေးနဲ့ချီနေရတဲ့အတွက်ကြောင့်နည်းနည်းလေးကြာသွားခဲ့တာပဲဖြစ်ပါတယ်စားပြီးတောက်ပြီးတာနဲ့ကျွန်တော်တို့စပိန်သမားတွေအရန်ပြင်းပြီးညီးငွေကြတယ်ဖျားကြီးလမ်းပိုင်းကိုစပြီးတော့ဖြတ်တန်းနေပါတယ်ဒီလိုနဲ့8နာရီခွဲမှာတော့ဖျားကြီးမြို့ကိုရောက်ရှိလာခဲ့ပါတယ်ဒါကတော့ဖျားကြီးလမ်းစုံမှာဘယ်ဘက်ကိုသွားရင်တော့အမြန်လမ်းပေါ့နော်ညာဘက်ဆိုရင်တော့ဝေါ်မြို့ကျွန်တော်တို့ကမန္တလေးထိသွားမှာဆိုတော့ဒိုင်ဦးရှိရာရှိတဲ့ကိုသွားပါမယ်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းဟောင်းတိုင်းဆက်ပြီးတော့နင်းလာရင်းနဲ့မှဒေးစွန်ပါဖျားမိုးရုံကြီးအင်းတို့အကျော်မှာရှိတဲ့သုံးအိမ်စုကျေးရွာလေးမှာကျွန်တော်တို့ခိတ္တခဏဝင်နားပါတယ်။ကျောင်းလေးလည်းရှိပါတယ်ဗျအဲ့နားလေးမှာကျွန်တော်နားရင်းထဲမှာကြက်ဥစားပါတယ်။ရာသီဥတုကလည်းတဖြည်းဖြည်းပူလာပြီဗျဒါကြောင့်မလို့ကျွန်တော်တို့နားလိုက်နင်းလိုက်စားတောက်လေးတစ်ခုစားလိုက်အဲ့လိုမျိုးလေးလုပ်ရင်းထဲမှာကျွန်တော်တို့ဒီနေ့ Day 1ကိုဆက်ပြီးတော့အားမွေးပြီးချီတက်ပါမယ်။ဒီလိုနဲ့ကျွန်တော်တို့ရေတက်မခန်း60ဖို့အတွက်အေးတောက်ဖို့လိုတဲ့အတွက်လန်ကူလက်ကဆိုင်တစ်ဆိုင်မှာပဲကျွန်တော်တို့အချိုရည်ဝင်ဝယ်ခဲ့ပါတယ်ကျွန်တော်တို့တမျိုးတကောကွင်းမြင့်ကျဲကြီးတွေကိုဖျက်ရလိုက်လေတိုးတဲ့တံကိုခံရလိုက်ရာသီဥတုကပူလိုက်နဲ့ကျွန်တော်တို့မနေနင်းလာရင်းထဲမှာဒိုင်ဦးမြို့ကိုတော့မနက်10:40အချိန်မှာပဲရောက်ရှိလာခဲ့ပါတယ်ကျွန်တော်တို့ဒိုင်ဦးမြို့ထွက်မှာပဲကြံရည်တောက်ပါတယ်လမ်းညွှန်ဆိုင်ပုံမှာပြထားတာတော့ဘယ်ဘက်ဆိုရင်တော့ကျွန်တော်တို့အမြန်လမ်းပေါ့နော်ညာဘက်ဆိုရင်တော့ဒိုင်ဦးမြို့တွင်မှာကျွန်တော်တို့ကညောင်လေးပင်ကိုဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့နင်းလာရင်းနဲ့မှာဒိုင်ဦးနဲ့ညောင်လေးပင်ကြားမှာရှိတဲ့ပြွန်တန်စာမြို့ကိုရောက်ရှိပါတယ်ကျွန်တော်တို့ဆက်ပြီးနင်းလာရင်းနဲ့မှာမကြခင်အချိန်တွင်းမှာပဲညောင်လေးပင်မြို့ကိုရောက်ရှိပြီဖြစ်ပါတယ်ကျွန်တော်တို့ညောင်လေးပင်မှာထမင်းစားမှာဖြစ်ပါတယ်နေ့လယ်12နာရီဒီပါဒါကတော့ညောင်လေးပင်မြို့ရဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်ကျွန်တော်လမ်းတက်သွားမယ်ဆိုရင်ဘယ်ဘက်ဆိုရင်တော့ဒါကျွန်တော်တို့ကြောက်တကားမြို့ဖြစ်ပြီးညာဘက်ဆိုရင်တော့ရွှေကျင်ဖြစ်ပါတယ်ကျွန်တော်တို့ညောင်လေးပင်မှာပဲရှိတဲ့ဝါတုတ်လေးဆိုတဲ့ထမင်းဆိုင်မှာပဲနေ့လယ်စာစားမှာဖြစ်ပါတယ်ကျွန်တော်နေ့လယ်စာစားပြီးတာနဲ့ညောင်လေးပင်မြို့ကနေစပြီးတော့ထွက်ခွာလာခဲ့ပါတယ်ရာသီဥတုကတော့ပြောရမယ်ဆိုရင်နေလုံးကကျွန်တော်တို့ခေါင်းပေါ်တက်တက်ကိုရောက်ရှိနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့နားလိုက်နင်းလိုက်ပဲလုပ်နေရပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့ target ပေါ့နော်ကျွန်တော်တို့ရောက်ချင်တဲ့နေရာကိုညအိပ်ဖို့အတွက်ကျွန်တော်တို့မျှော်မှန်းထားတဲ့နေရာကိုရောက်ဖို့အတွက်လည်းနင်းနေရပါတယ်
ရန်ကုန်မန္တလေးလမ်းဟောင်းရဲ့ထူးခြားချက်ကပြီးတော့ကျွန်တော်ကြိုက်နေတဲ့အချက်ကတော့အခုလိုလမ်းရဲ့ဘေးပင်ညာမှာဒီတက်တန်းနှစ်ရာနဲ့ချီနေတဲ့အပင်ကြီးတွေရှိနေတာပဲဖြစ်ပါတယ်ဒီအပင်ကြီးတွေရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့စပိန်နေရတာအရေးပိုရနေသလိုကျွန်တော်တို့ရန်ကုန်မန္တလေးအမြန်လမ်းနဲ့ကွဲထွက်နေတဲ့ taste မျိုးကိုလည်းကျွန်တော်တို့ရရှိခံစားခဲ့ရပါတယ်ခင်ဗျာကျွန်တော်တို့နေလာရင်းထဲမှာကြောက်တကားမြို့ကိုရောက်ရှိပါပြီအချိန်ကတော့မွန်းလွဲတနာရီခွဲပါကြောက်တကားမြို့အထွက်ကထက်မြက်ဆိုတဲ့အေးဆိုင်လေးမှာကျွန်တော်တို့အေးတောက်ပါတယ်ကိုကာကိုလာရန်ကုန်မှာတော့မရပါဘူးကြောက်တကားမှာရပါတယ်3:15မှာတော့ပဲနွယ်ကုန်းကိုရောက်ရှိပါတယ်3:45မိနစ်မှာတော့အောင်မြင်မြို့ကိုရောက်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ညနေ9:05မိနစ်အချိန်မှာပဲဖြူးမြို့ကိုရောက်ရှိပါပြီဖြူးမြို့ဝင်ရတော့ကျွန်တော်တို့အချိန်လေးတချို့ရှိတဲ့အတွက်ကြောက်ရိုက်ပြလို့အဆင်မပြေလို့ပါဒါတော့ဖြူးမြို့ပဲဖြစ်ပါတယ်ဖြူးမြို့မှာရှိတဲ့မြို့တွင်းအခြေအနေလေးတွေဖြစ်ပါတယ်ကျွန်တော်တို့ရှေ့ကိုဆက်သွားနေပါတယ်ဒါကတော့ကျွန်တော်တို့ဖြူးချောင်းတရားဖြစ်ပါတယ်ခင်ဗျာဒါကတော့ဖြူးမှာတွေ့ခဲ့ရတဲ့မြို့ကန်ဘိုက်ကာညီငယ်လေးဖြစ်ပါတယ်ဒါကတော့သူနဲ့အမှတ်တရစုံတွေ့ရတဲ့ဓာတ်ပုံလေးဖြစ်ပါတယ်ခင်ဗျအချိန်ကတော့9:00ခွဲကျော်သွားပါပြီမကြခင်နေဝင်ပါတော့မယ်ရှေးမြို့ကတော့ဇေယဝတီမြို့ဖြစ်ပါတယ်ကျွန်တော်တို့ညနေ9:50အချိန်မှာပဲဇေယဝတီမြို့ကိုရောက်ရှိလာခဲ့ပါတယ်ကျွန်တော်တို့မနာတော့ဘဲနဲ့ဆက်သွားနေပါတယ်နောက်ထပ်ရောက်ရှိမဲ့မြို့ကတော့ညောင်ခြေတောက်မြို့ပဲဖြစ်ပါတယ်ညောင်ခြေတောက်မြို့ကိုကျွန်တော်တို့ဆက်သွားပါမယ်ကျွန်တော်တို့နေအေးပြီဆိုတော့ကျွန်တော်တို့နင်းနိုင်သမျှမြန်နင်းပြီးသွားနေပါတယ်ခင်ဗျာတောင်ဆွဲမှာနေကြွယ်သွားပြီမဲ့ကျွန်တော်တို့ Day 1ရဲ့လိုရာပန်းတိုင်ကိုရောက်ဖို့တော့ကျွန်တော်တို့အားမလျှော်ပဲဆက်ပြီးတော့နင်းနေပါသေးတယ်ခင်ဗျာညနေ6:05မိနစ်အချိန်မှာတော့ကျွန်တော်တို့ညောင်ခြေတောက်မြို့ကိုရောက်ရှိပါပြီကျွန်တော်တို့တားကတ်ကိုရောက်ခံနေပါပြီရောက်ဖို့လဲကျွန်တော်တို့အကျိုးစားပန်းစားနင်းနေပါတယ်နင်းလာရင်လည်းကျွန်တော်တို့6:44မိနစ်အချိန်မှာကျွဲပွဲမြို့ကိုရောက်ရှိပါပြီခင်ဗျာကျွဲပွဲမြို့မှာခိတ္တခဏနားပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ခြေတက်ပါမယ်နင်းလာရင်ထဲမှာည9:15မိနစ်အချိန်မှာပဲအုတ်တွင်းမြို့ကိုရောက်ရှိလာခဲ့ပါတယ်အုတ်တွင်းကဒီဆိုင်လေးမှာကျွန်တော်ညစာစားမှာဖြစ်ပါတယ်အုတ်တွင်းမြို့ဒီစိုက်ကယ်နဲ့တကူးတကလာကြိုပေးခဲ့တာကတော့တောင်ကူမြို့ကဥတာဖြစ်ပါတယ်ဥတာကတော့တောင်ကူမြို့မှာကျွန်တော်တို့လိုစပိန်ချစ်တဲ့ဘိုက်ကာတူဖြစ်ပြီးတော့တောင်ကူမြို့ကိုလာရောက်ခဲ့တဲ့ဒါစီနီယာဘိုက်ကာများကိုလည်းအဝဲကျွေးပင်စာနဲ့ကူညီပေးတတ်ပါတယ်ကျွန်တော်တို့ကလည်းအကူအညီတွေအများကြီးပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်တို့အုတ်တွင်းမြို့နဲ့တောင်ကူမြို့က9မိုင်နီးပါးကွာဝေးတာကြောင့်ကျွန်တော်တို့ဆက်ပြီးတော့နင်းနေရပါသေးတယ်8:20အချိန်မှာပဲတောင်ကူမြို့ကိုရောက်ရှိပါပြီတောင်ကူမြို့ကရိုးမမော်ဒယ်ကိုကျွန်တော်တို့သွားနေပါတယ်ကျွန်တော်တို့ရိုးမမော်ဒယ်မှာအနားယူမှာဖြစ်ပါတယ်ခင်ဗျာရိုးမမော်ဒယ်ရဲ့ပိုင်ရှင်အကိုကလည်းစပိန်ချစ်သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတဏီကုံပေါ့နော် error လေးတွေဖြစ်နေတဲ့ကျွန်တော်ဘိန်းလေးကိုအသေးစိတ်ဒေတာလေးစစ်ဆေးပေးပါတယ်ခင်ဗျာအကိုလည်းကျေးဇူးအရန်ပဲတင်ရှိပါတယ်ဒီခန်းလေးကတော့ကျွန်တော်တို့ဒီတညတာ Day 1ပေါ့နော်အိတ်ဆက်အနားယူမဲ့ခန်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဗီဒီယိုလေးကတော့ရန်ကုန်ကနေမန္တလေးမြို့အထိစပိန်စီးနှင်းခဲ့တဲ့3ရက်တာကာလရဲ့ပထမဦးဆုံးနေ့ Day 1အဖြစ်ရန်ကုန်ကနေတောင်ငူမြို့အထိ266ကီလိုမီတာနင်းခဲ့ရတဲ့ပုံရိပ်လေးတွေကိုအမှတ်တရအနေနဲ့ဖော်ပြပေးလိုက်ရတာပဲဖြစ်ပါတယ်နောက်ထပ် Day 2ကိုလည်းဆက်လက်ဆောင်မြော်ကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်ပါရစေခင်ဗျာတကူတကအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံး Day 2မှာဆက်တွေ့ပါမယ်